Hello မင်္ဂလာပါဒီနေ့အတွက်ကတော့တုံညကစုံကိန်းလားဒါမှမဟုတ်မကိန်းဖြစ်တာလားဆိုတဲ့မေးခွန်းလေးကိုဒီချက်ကပြင်ထားပေးပါတယ်အဲ့တော့ဒီမေးခွန်းလေးရဲ့အဖြေကို channel တူတူလိုက်ပြီးတော့မှစဉ်းစားကြည့်ရအောင်เนาะအဲ့တော့မေးခွန်းလေးရဲ့အဖြေကိုမစဉ်းစားခင်ပါလေဒီချက်ကကလေးတို့ကိုစဉ်းစားစေချင်တဲ့ပုံစံလေးတစ်ခုပြောပြမယ်မေးခွန်းမှာတုံညကစုံကိန်းလားဒါမှမဟုတ်မကိန်းလားလို့မေးထားတယ်အဲ့ဒီခါမှာကလေးတို့ကတစ်ခုတော့ဖြေရမှာပေါ့เนาะအဖြေတစ်ခုတော့ဖြေပေးရမယ်အဲ့ဒီခါကျရင်ကလေးတို့ဖြေလိုက်တဲ့အဖြေကဘလို့အချက်လက်တွေကြောင့်ဒီလိုကိန်းလေးဖြစ်ရပါတယ်ဆိုပြီးတော့မှတစ်ချက်ကိုသေချာလေးစဉ်းစားစေချင်ပါတယ်အဲ့တော့မေးခွန်းမေးလိုက်တယ်စုံကိန်းလားတုံညကစုံကိန်းလားမကိန်းလားလို့ပြောတဲ့ခါကျရင်ဒီမေးခွန်းလေးရဲ့အဖြေကတော့ဒါဖြစ်မယ်ထင်တယ်လို့ပြောလိုက်တာထက်ဒီလိုအကြောင်းအရာတွေကြောင့်တုံညကတော့ဖြင့်ဒီကိန်းလေးဖြစ်ပါတယ်ဒီလိုအချက်လက်တွေရှိနေတယ်ဒီလိုအချက်လက်တွေတွေ့တယ်ဒီလိုအချက်လက်တွေကြောင့်တုံညကတော့ဖြင့်ဒီလိုကိန်းလေးဖြစ်ပါတယ်ဆိုပြီးတော့မှဒီချက်ကအချက်လက်နဲ့တကွာအဖြေထုတ်စေချင်တယ်အဲ့တော့အဲ့လိုအချက်လက်နဲ့တကွာအဖြေထုတ်ဖို့အတွက်ဆိုရင်လည်းကလေးတို့ကဘာမှမခတ်ဘူးကလေးတို့မှာသင်ထားတဲ့ concept တွေတည်ထားပြီးသား concept တွေကအများကြီးရှိတယ်အဲ့ဒီကိုသင်ထားတဲ့ concept တွေကိုတည်ထားတဲ့ concept တွေပေါ်မှာအရင်ဆုံးအခြေခံလိုက်အခြေခံပြီးတော့မှချေတို့စဉ်းစားမယ်စဉ်းစားပြီးတော့မှအဖြေထုတ်မယ်အဖြေထုတ်တဲ့ခါကျရင်ဒီလိုအချက်တွေကြောင့်ဒီလိုမျိုးကိန်းဖြစ်ရပါတယ်ဆိုပြီးတော့မှအဖြေထုတ်နိုင်တဲ့အထိရအောင်ဒီချက်ကိုစဉ်းစားစေချင်တယ်အဲ့လိုမျိုးစဉ်းစားဖို့အတွက်ကလည်းမခက်ပါဘူးเนาะအဲ့ဆိုဒီချက်နဲ့အတူတူလိုက်ပြီးတော့မှစဉ်းစားကြည့်ရအောင်အရင်ဆုံးတုံညကဒီမှာမေးထားတယ်စုံကိန်းလားဒါမှမဟုတ်မကိန်းလားလို့မေးထားတယ်အဲ့တော့ဒီမေးခွန်းလေးရဲ့အဖြေကိုမဖြေခင်မှာကလေးတို့ကဒီစုံကိန်းနဲ့ပတ်သက်ပြီးတော့သိရမယ်မကိန်းကဘယ်လိုကိန်းလဲစုံကိန်းဆိုတာဘယ်လိုကိန်းလဲဆိုတာကိုကလေးတို့ကအရင်ဆုံးသိထားရမယ်အဲ့ဒါမှကလေးတို့ကမှန်ကန်တဲ့အဖြေကိုစဉ်းစားနိုင်မှာဖြစ်တယ်ငယ်ငယ်တုန်းကဆိုရင်ချေတို့ကိန်းတွေကိုစုံကိန်းမကိန်းခွဲတယ်အဲ့ဒီခါမှာဆိုဒီချက်ကနံပါတ်လေးတွေကိုပေးထားမယ်ကလေးတို့ကဥပမာချက်က for လို့ပေးထားရင်ကလေးတို့ကအလုံးလေးလေးလုံးကိုဆွဲကြတယ်ဆွဲပြီးတော့မှအဲ့အလုံးလေးလေးလုံးကိုကလေးတို့နှစ်ခုစီတွဲခဲ့ကြတယ်ဟုတ်အဲ့ဆိုရင်အဲ့လိုနှစ်ခုချင်းစီအတိအကျတွဲလို့ရတဲ့ကိန်းလေးတွေဆိုရင်ဒီချက်ကတို့ကစုံကိန်းလို့သတ်မှတ်တာလीနော်အဲ့ဒီချက်ဒီမှာအလုံးလေးလေးလုံးဆွဲထားတယ်အဲ့တော့စုံကိန်းလားမကိန်းလားဆိုတာခွဲခြားဖို့အတွက်ဆိုရင်ကလေးတို့ကကိန်းလေးအလုံးလေးတွေကိုနှစ်ခုချင်းစီတွဲကြည့်လိုက်တယ်နှစ်ခုတွဲပါတဲ့အုပ်စုလေးတစ်စုဖြစ်အောင်လို့အဲ့လိုဘောင်ခတ်လိုက်မယ်နော်နောက်ထပ်လည်းဒီချက်ကဘောင်ခတ်လိုက်မယ်ဆိုရင်အုပ်စုနှစ်စုအတိအကျရသွားတယ်အပြင်မှာတစ်လုံးမှပိုနေတာမျိုးမရှိဘူးဆိုရင်အဲ့လိုကိန်းလေးတွေကိုချဲတော့စုံကိန်းလို့သတ်မှတ်တယ်ဒါဆိုရင်2 4 6 8 10အစရှိသဖြင့်အဲ့လိုကိန်းလေးတွေကစုံကိန်းတွေဖြစ်တာပေါ့ဒါဆိုရင်မကိန်းတွေရောအဲ့လိုပဲလीနော်မကိန်းဆိုရင်လည်းချက်ကဥမာ9လို့ပြောလိုက်မယ်လုံးလေး9လုံးရေးလိုက်မယ်နှစ်ခုချင်းစီတွဲကြည့်လိုက်တယ်အဲ့ဒီခါမှာတွဲနဲ့တွဲရတယ်အပြင်မှာတစ်လုံးပို့နေတယ်ချေတို့အုပ်စုနှစ်ခုတွဲပါတဲ့အတွဲအုပ်စုလေးလုံးလို့မရတော့တစ်လုံးပို့သွားတာလीနော်အဲ့လိုပို့သွားတဲ့ဂိမ်းတွေဆိုရင်ချေတို့ကမဂိမ်းတွေလို့ပြောတယ်အဲ့တော့1 3 5 9အစားရှိတဲ့ဖြင့်အဲ့ဒီဂိမ်းလေးတွေကိုအုပ်စုနှစ်ခုချင်းစီတွဲလိုက်တဲ့အခါမှာဆိုရင်အပြင်မှာတစ်လုံးကအမြဲတမ်းပို့နေတာဖြစ်တဲ့အတွက်အဲ့လိုဂိမ်းလေးတွေကိုချေတို့ကမဂိမ်းတွေလို့သတ်မှတ်ပါတယ်အဲ့တော့စုံဂိမ်းဆိုတာဘယ်လိုလဲမဂိမ်းဆိုတာဘယ်လိုမျိုးလဲဆိုတာကလေးတို့ကသိထားရမယ်ပြီးတော့ဒီဂိမ်းလေးတွေကကဏ္ဍငယ်ငယ်လေးတွေအတွက်ပဲတွက်လို့ကောင်းတာလीနော်တကယ်လို့ကဏ္ဍအရန်ကြီးလာရဆိုချေတို့အလုံးတွေအများကြီးဆွဲပြီးတွက်နေမယ်ဆိုရင်ချိန်ကြရဆိုတော့ချေတို့က shortcut လေးနဲ့သင်ရတယ်စုံကိန်းဆိုတာနှစ်နဲ့အတိအကျစားလို့ပြတ်တဲ့ကိန်းတွေကစုံကိန်းတွေဆိုတာကိုကလေးတို့ကသိထားတယ်ဆိုရင်ဘယ်ကိန်းမဆိုစုံကိန်းလားမကိန်းလားဆိုတာစစ်လို့ရပြီဒါဆိုရင်ချေတို့ဒီမှာလဲဒီလိုပဲတုံညာဟာစုံကိန်းလားမကိန်းလားဆိုတာကိုကလေးတို့ဟောဒီသိထားပြီးသားဖြစ်တဲ့အချက်လက်တွေပေါ်မှာပဲအခြေခံပြီးတစ်ချက်ကစစ်ကြည့်မယ်အဲ့တော့2 4 6 8 10ကစုံကိန်းဖြစ်တယ်စုံကိန်းဆိုရင်2နဲ့အတိအကျစားလို့ပြရမှာဆိုတော့ဒီချက်လိုက်ပြီးတော့စစ်ကြည့်လိုက်ပါအောင်မယ်ဟောဒီမှာ2ရှိတယ်2ကိုဒီချက်က2နဲ့စားကြည့်မယ်အဲ့တော့2တက်လီ2ဒါဆိုရင်ဒီချေတို့အတိအကျစားလို့ပြတ်တယ်ဆိုရင်ဒါကချေတို့စုံကိန်းလို့သတ်မှတ်လို့ရပြီဆိုရင်ဟောဒီမှာ2ကချေတို့စုံကိန်းလေးဖြစ်သွားပြီဒါဆိုရင်4ကိုလည်းတစ်ချက်စမ်းစစ်ကြည့်မယ်ဒါဆိုရင်4ကို2နဲ့စားကြည့်မယ်ဆိုရင်လည်း2နဲ့4အတိအကျစားလို့ပြတ်တဲ့ကိန်းတွေဆိုရင်2နဲ့အတိအကျစားလို့ပြတ်တယ်ဆိုရင်4ကလည်းချေတို့စုံကိန်းဖြစ်တယ်ဆိုတာကိုသိသွားပြီနောက်ထပ်8ကိုလည်း2နဲ့စားကြည့်မယ်4ရတယ်ဒါဆိုရင်ဒါစားလို့ပြတ်တယ်ပေါ့နော်2နဲ့စားလို့ပြတ်တယ်ဆိုရင်ချေတို့ကစုံကိန်းတွေပေါ့ဒါဆိုရင်ဒီချက်တုံညလေးကိုတွက်ကြည့်ကြည့်မယ်နော်တုံညကိုဒီချက်2နဲ့စားကြည့်ရတဲ့အခါမှာ2တုံညလီတုံညဆိုပြီးတော့မှရတယ်ဒါဆိုရင်သူလည်းပဲ2နဲ့အတိအကျစားလို့ပြတ်တယ်ဆိုပြီးတော့မှလက်ခံလို့ရတယ်ဒါကြောင့်မို့လို့ချေတို့ဒီမှာတုံညကဘာကိန်းလေးဖြစ်နိုင်လဲဆိုရင်စုံကိန်းလေးတစ်ခုဖြစ်နိုင်တယ်ဒါကဒီချက်တိထားပြီးသားအချက်လက်နဲ့အခြေခံပြီးတော့စဉ်းစားလိုက်တာနှစ်နဲ့အတိအကျစားလို့ပြတ်တဲ့ဂိမ်းတွေကိုစုံကိန်းလို့သတ်မှတ်တယ်ဆိုတော့ဒီချက်ကဒီမှာစားကြည့်လိုက်တဲ့အခါမှာ0ရနေတယ်ဒါဆိုရင်ဒါစားလို့ပြတ်တယ်လို့ယူဆလို့ရတာဖြစ်တဲ့အတွက်တုံညဒီဘာကိန်းလေးဖြစ်နိုင်တယ်လို့ပြောရင်စုံကိန်းလေးဖြစ်နိုင်တယ်ဆိုတော့ဒါကဒီချက်
ဒီနှစ်နဲ့အတိအကျစားလို့ပြတ်တဲ့ဂိမ်းနေနဲ့ဒီချက်စဉ်းစားလိုက်တာပေါ့နော်စုံဂိမ်းဆိုတာနှစ်နဲ့အတိအကျစားလို့ပြတ်တဲ့ဂိမ်းနေဆိုတော့ဒီချက်ဒီမှာနှစ်နေနဲ့လိုက်စားပြီးတော့မှစဉ်းစားပြီးကောက်ချက်ချလိုက်တာဒီအချက်တွေကြောင့်တုံညာကစုံဂိမ်းဖြစ်တယ်လို့သတ်မှတ်လို့ရပြီဒါပေမဲ့ထက်ရှာကြည့်အောင်မယ်လीနော်ဥမာချေတို့နောက်ထပ်သိထားတဲ့အချက်တွေအများကြီးရှိတယ်ဥမာစုံဂိမ်းနှစ်ခုပေါင်းရင်ချေတို့စုံဂိမ်းရတယ်ဆိုတာကိုသိထားရဆိုရင်အဲ့ equation မှာချေတို့လိုက်တွင်းကြည့်လို့ရတယ်အဲ့တော့ဒီမှာစုံဂိမ်းနဲ့စုံဂိမ်းနဲ့ပေါင်းရင်စုံဂိမ်းပဲပြန်ရတယ်ဆိုတော့အဲ့အချက်လေးတွေကိုချေကအရင်ဆုံးဟုတ်မဟုတ်စစ်ကြည့်လိုက်အောင်မယ်နော်အဲ့တော့ဒီအချက်ကိုသိထားရဲဆိုရင်ချေတို့စုံကိန်းတွေလိုက်ထည့်ကြည့်မယ်လေနော်စုံကိန်းနှစ်ခုပေါင်းရင်စုံကိန်းပဲပြန်ရတယ်ဆိုတဲ့အချက်ကလေးကကလေးတို့ကသိထားရဲဆိုရင်စုံကိန်းတစ်ခုဖြစ်တဲ့4ကိုထည့်ကြည့်မယ်နောက်ထပ်စုံကိန်းတစ်ခုဖြစ်တဲ့2ကိုထည့်ကြည့်မယ်ဒါဆိုရင်စုံကိန်းနှစ်ခုပေါင်းခြင်းဖြစ်သွားပြီ4နဲ့2နဲ့ပေါင်းရင်ဘယ်လောက်ရလဲဆိုရင်6ရတယ်အဲ့တော့6ကလည်းဒီမှာစုံကိန်းပဲဒါဆိုရင်စုံကိန်းနှစ်ခုပေါင်းရင်စုံကိန်းပြန်ရတယ်ဒါဆိုရင်ဒီချက်ကဒီနေရာမှာ3ညလာထည့်ကြည့်မယ်အဲ့တော့တကယ်လို့တော့မှားသွားတယ်ဆိုရင်မာကိန်းထွက်လာရဆိုရင်တော့တစ်ခုခုတော့လွဲနေပြီပေါ့နော်အဲ့တော့ဒီမှာဒီချက်ကစုံကိန်းဖြစ်တဲ့8ကိုလာထည့်မယ်3ညကလည်းစုံကိန်းဖြစ်တာမို့ဒီချက်3ညကိုထည့်လိုက်မယ်အဲ့တော့8နဲ့3ညနဲ့ပေါင်းရင်ဒီမှာကြည့်ပါဦး8ကလည်းစုံကိန်းပဲပြန်ရနေဒါဆိုရင်ဒီရဲ့8ကလည်းစုံကိန်းဖြစ်တယ်လို့3ညကလည်းချေတို့ဘာကိန်းဖြစ်တယ်လို့သတ်မှတ်လို့ရလဲလို့ပြောရင်ဟုတ်တယ်3ညကလည်းစုံကိန်းဖြစ်တယ်လို့သတ်မှတ်လို့ရတယ်ဒါဆိုရင်နီလန်းလေးနှစ်ခုတောင်ဒီချေတို့စဉ်းစားပြီးသွားရင်เนาะအဲ့တော့နောက်ထပ်နီလန်းလေးတွေကဘာရှိအောင်လဲဒီနီလန်းကတော့ကလေးတို့နဲ့နည်းနည်းလေးများစိမ့်နေမလားမသိဘူးချေဒီမှာပြောပြမယ်အဲ့တော့3ညကစုံကိန်းလားမကိန်းလားဆိုတာကိုချေတို့သိဖို့အတွက်ဆိုရင်ချေတို့ဒီရဲ့ integers number line လေးတွေပေါ်မှာလည်းချေတို့အဖြေရှာလို့ရတယ်ဒီမှာဆိုရင် integers number line တွေမှာဆိုရင်ဒီမှာ negative integers တွေကိုတွေ့ရမယ် positive integers တွေကိုတွေ့ရမယ်သူစီထားတဲ့ပုံကဒီမှာကြည့်ပါအောင်1ကမကနန်းမကိန်းเนาะ1ကမကိန်းပြီးသွားရင်1ပြီးသွားရင်2ကစုံကိန်းပြီးရင်နောက်ထပ်တစ်ခုကျော်လိုက်မယ်เนาะ1ကိုတစ်ခွက်ကျော်လိုက်ရင်ဒီမှာ3တွေ့လားမကိန်းပြန်လာတယ်မကိန်းတလဲစုံကိန်းတလဲသူကစီထားတာဒါဆိုရင်ဒီမှာ1ကမကိန်းဆိုရင်2ကစုံကိန်းပြီးရင်နောက်ထပ်ဘာပြန်လာမလဲဆိုရင်3မကိန်းပြီးသွားရင်ဒီမှာ4စုံကိန်းပြန်လာမှာအဲ့ဒီဘောနဲ့စီထားတာဖြစ်တဲ့အတွက်ဒီမှာ number line မှာ1ကမကိန်းဖြစ်တယ်ဆိုရင်ဟောဒီမှာ3ညကဘာကိန်းလေးဖြစ်မလဲဟုတ်တာပေါ့3ညကစုံကိန်းလေးဖြစ်မှာပေါ့ဆိုတော့ဒီလိုအချက်လက်တွေကြောင့် number line ပေါ်မှာရှိတဲ့အချက်လက်တွေကြောင့်တော့၎င်းပြီးသွားရင်ခုနကတော့ငါပြောတယ်စုံကိန်းနဲ့စုံကိန်းနဲ့ပေါင်းရင်စုံကိန်းပြန်ရတယ်ဆိုတဲ့အချက်တွေမှာချေတို့အဲ့လိုချက်တွေမှာ3ညကိုလိုက်ဖြည့်ပြီးတွက်လိုက်ရင်လည်း3ညကစုံကိန်းဖြစ်တယ်ဆိုတဲ့အချက်လေးကိုကလေးတို့ကတွေ့ရမယ်အဲ့တော့ဒီလိုအကြောင်းအရာဒီလိုအကြောင်းပြချက်တွေကြောင့်3ညကစုံကိန်းလေးဖြစ်တယ်ဆိုတာကိုကလေးတို့ကကောက်ချက်ချလို့ရသွားပြီအဖြေရှာလို့ရသွားပြီဒါဆိုစဉ်းစားတတ်သွားပြီပေါ့နော်အဲ့တော့ချဲအဲ့လိုမျိုးလေးစဉ်းစားတတ်အောင်ချဲဒီမှာပြင်ထားပြီးတယ်နောက်ထပ်လည်းစဉ်းစားနိုင်မယ့်နည်းလမ်းလေးတွေလည်းရှိအောင်ပါပါတရားရှိတွေ့ရဆိုရင်လည်းတစ်ချက်ကိုပြောလို့ရတယ်အဲ့တော့အဓိကကတော့အဖြေထုတ်တဲ့ခါကျရင်ကိုထင်တာထက်ကိုထင်တာကိုရွေးလိုက်တာကိုထင်တာကိုပြောလိုက်တယ်ဆိုတာထက်အဲ့လိုမလုပ်ဘဲနဲ့ကိုတည်ထားပြီးသားအချက်လက်လေးတွေကိုအရင်ဆုံးအခြေခံပြီးတော့မှလိုက်တွက်ကြည့်လိုက်ဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာကိုစဉ်းစားအနည်းဆုံးတစ်ချက်ဒီမှာ3မျိုးလောက်တွက်ပြထားတယ်3မျိုးစလုံးမှာအဆင်ပြေရဆိုရင်တော့ချဲတို့ကဒီအဖြေကိုမှန်တယ်လို့ယူဆနိုင်တယ်ဘာလို့လဲဆိုတော့အကုန်လုံးကကွက်တီကြနေရလीเนาะအဲ့တော့နောက်ထပ်တွက်တဲ့နည်းလမ်းတွေလည်းရှိအောင်ပါကလေးတို့စဉ်းစားကြည့်လို့ရတယ်နည်းလမ်းတွေကအများကြီးရှိတယ်အဓိကကတော့အဖြေကိုထင်တာမျိုးမရွေးစေချင်မဲနဲ့ဒီလိုအချက်လက်တွေကြောင့်3ညဒီစုံကင်းဖြစ်ရတယ်ဆိုတဲ့အချက်လက်လေးတွေကိုဒီလိုမျိုးအကြောင်းပြချက်တွေနဲ့ဖြေတတ်အောင်ကလေးတို့ကိုလေ့ကျင့်ထားစေချင်ပါတယ် thank you ပါ